အဲကနာရထဲမှာလူတယောက်ဟာရွှေတုံးကြီးတုံးကိုမတော်တဆတွေ့ရှိခဲ့ပါတယ်ဖုံတွေကိုတုတ်လိုက်တဲ့အခါဒါဟာရွှေစစ်စစ်ကြီးဖြစ်နေမှန်းသူသိလိုက်တယ်ဘာကြီးရဲ့ပထမဆုံးစိတ်ကူးကတော့ဒါကိုတယောက်တည်းတင်ထားဖို့ပါဒါပေမဲ့သူ့ဖော်ကိတ်ကသူ့နောက်မှာတင်ရှိနေပြီးလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတာကြောင့်သူ့ကိုလန့်ခေါ်လိုက်ရပါတယ်သူတို့နှစ်ယောက်တေချာစစ်ဆေးကြည့်ကြတဲ့အစ်စ်ဖြစ်ကြောင်းတေချာအောင်မိချင်းနဲ့တောင်စမ်းကြည့်ကြပါသေးတယ်အစ်စ်မှန်လဲတေချာရောသူတို့တွေပျော်လုံးလို့ယူမတက်ဖြစ်သွားကြတယ်ကော်ပြားတွေယူပြီးတူးကြပေမဲ့ရွှေတုံးကြီးကသူတို့ထင်ထားတာထက်အများကြီးပိုကြီးနေပါတယ်နှစ်ယောက်သားဝိုင်းတုံးဝိုင်းဆွဲလောက်တာတော့မလုပ်ပါဘူးကျိုးထူကြီးနဲ့ပတ်ပြီးကားနဲ့ဆွဲထုတ်ဖို့စူးစမ်းပေမဲ့လည်းမရခဲ့ဘူးညရောက်တဲ့အထိမြေကြီးထဲကနေမထုတ်နိုင်သေးပါဘူးရှေ့မှာတင်ရှိနေတဲ့ဒီစည်းစိမ်ကြီးကိုကြည့်ရင်သူတို့ချမ်းသာလာရင်ဘလို့နေမလဲဆိုတာတွေစကားပြောဖြစ်ကြတယ်ဒါပေမဲ့အဓိကအချက်ကတော့ဒါကိုဘလို့တယ်မလဲဆိုတာပါပဲကိတ်ကဘာကြီးကိုမျိုးထဲသွားပြီးမြေတူးဆက်တစီငားလာဖို့အကြံပေးပါတယ်အသွားပြန်ကအနည်းဆုံး9ရက်ကြာမှာပါကိတ်ကတောထဲမှာအသက်ရှင်တန်နိုင်တဲ့အတွေ့အကြုံရှိတာကြောင့်သူပဲကြံခဲ့ပြီးစောင့်ရှောက်မယ်လို့ပြောပါတယ်ဒါပေမဲ့ဘာကြီးကသူရင်တွေ့တာဖြစ်လို့သူပဲကြံခဲ့မယ်လို့ဆိုတင်ပြောပါတယ်အဲ့ဒီအတက်ကပဲသူတို့ကြားကဆက်ဆံရေးကိုစတင်အကြောင်းထင်စေခဲ့တယ်နောက်နေ့မနက်မှာတော့ကိတ်ကအင်ဂျင်အေးခံမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရေများစုကိုယူသွားပါတယ်။ဘာကြီးအတွက်ရေနှဲငယ်နဲ့ကြောက်တုဖုံးတစ်လုံးပဲထားပေးခဲ့ပြီးတယောက်တည်းမောင်းထွက်သွားပါတယ်။သူများတွေတတိမထားမိအောင်ဘာကြီးကရွှေတုံးကိုမြေပြန်ပို့ပြီးအနားမှာတဲဆုပ်လေးတစ်လုံးထိုးပြီးစောင့်နေခဲ့ပါတယ်။နောက်နေ့ထင်းရှာထွက်ရင်သူဟာပြက်ကျနေတဲ့လေရင်တစည်းကိုတွေ့ပါတယ်။အဲ့ဒီကအစိပ်ပိုင်းတွေကိုဖြုတ်ယူကစခန်းစီပြန်တယ်လာပြီးလေရင်ပြက်ကြီးနဲ့ခိုင်ခန့်တဲ့ခိုနားရတစ်ခုစောက်လိုက်တယ်။ရက်တွေကုန်သွားပြီးစားစရာတွေလည်းကုန်နေမဲ့ကိတ်ကတော့ပေါ်မလာသေးဘူးအဝေးမှာကားတစ်စီးဖြတ်မောင်းသွားပါတယ်။လက်တစ်ချက်လမ်းပြလိုက်ုံနဲ့သူ့တက်ပေးကလွတ်နိုင်ပေမဲ့လောဘကလွတ်ပေးလိုက်ပါတယ်။ဘာကြီးလုံးနိုင်တာဆိုလို့ကိတ်မကြခင်ရောက်လာဖို့မျှော်လင့်နေုံပါပဲ။9ရက်မြောက်နေ့ထိဘာသတင်းမှမရှိသေးဘူးစိတ်ပြက်လက်ပြက်နဲ့ကိတ်စီဖုံးခေါ်ပေမဲ့မရပါဘူးအခုဆိုဘာကြီးဟာမတက်တောင်မရက်နိုင်တော့လောက်အောင်အားနေနေပြီးတောခွေးတအုပ်ကလည်းသူ့ကိုဝိုင်းထားကြပါတယ်နောက်ဆုံးမှာတော့စာလောင်နေတဲ့တောခွေးတွေကသူ့ကိုအတင်းဝိုင်းကြိုက်ကြပါတယ်တေခါနီးချိန်မှာတောင်သူ့စိတ်ကရွှေတုံးကြီးစီမှာပဲရှိနေတော့မှာအနားကတောင်ကုန်းပေါ်မှာတော့တစုံတယောက်ကစောင့်ကြည့်နေပါတယ်တကယ်တော့ကိတ်ဟာလွန်ခဲ့တဲ့2ရက်ကလေးကပြန်ရောက်နေတာပါသူဟာဘာကြီးတစီအကြိုက်ခံရတာကိုရက်ကြည့်နေခဲ့တဲ့အခုဆိုရင်ဒီရွှေတွေကသူ့တယောက်တည်းပိုင်ဖြစ်တော့မှာလေဒါပေမဲ့ရွှေတုံးကိုတူးဖို့သူလှုပ်ရှားလိုက်တဲ့အချိန်မှာပဲမြားတစင်းကသူ့ကိုယ်ထဲစိုက်ဝင်သွားပြီးစီမံကိန်းတွေအားလုံးပျက်စီးသွားပါတယ်နောက်ဆုံးတော့သူတို့နှစ်ယောက်လုံးဟာသူတို့ကိုတွန်းအားပေးခဲ့တဲ့လောဘကြောင့်ပဲအဆုံးသတ်သွားခဲ့ရပါတယ်